ပြီးတော့ဖက်မှာကျတော့ဒီကျွန်တော် first year မှာကျတော့ဒီမှာ music room ရှိတယ်ဒီမှာ piano တွေတင်ပေးတယ်ကိုကတော့အဲ့ဒါမတုံးတော့ဘူးမရှိတော့ဘူးဒီဖက်မှာကျတော့ printer လုပ်တဲ့နေရာပေါ့ဒီဖန်ပေါ်မှာကျတော့ခုဒီကဒီသမီးကအကြောင်းသားတွေဒီကဟိုဟာတွေနေတယ်ကဲကျွန်တော်ဒါတော့မင်္ဂလေးတွေဒီမှာလာပြီးတော့ပကံနေရှိတယ်စီပြီးတော့သမင်းစားတယ်bye bye guys yes bye ဒီတော့ခုမြင်နေရတော့ဒါတော့မင်္ဂလေးဆောင်မင်္ဂလေးတွေအကုန်လုံးပေါ့တို့မခွဲအထက်မှာတော့ခွဲမှာပေါ့နော်ဒီမှာဒီချေ MD တွေအကုန်လုံးဒီမှာမင်္ဂလေးတွေနေနေရဖြစ်တယ်တော့ဒီမှာနေချတာဖြစ်တယ်တော့ဒီဖက်မှာတော့ဒါတော့ president နေတဲ့နေရာဒီမှာကား parking ကားဒီမှာထူထားတယ်ပြီးတော့ဒါတော့ကျွန်တော်တို့ရဲ့ president နေတဲ့အိမ်ကြီးပဲဖြစ်ပါတယ်ဒီနားမှာပန်းလေးတွေနဲ့အနီးကတစ်ချက်ပြနေတော့အရန်လာတယ်ဒါတော့ကျွန်တော်ပြောတဲ့အတိုင်းမင်္ဂလေးဆောင်ပေါ့ဒီမှာလက်ပုံတွေခဏရိုက်ပြီးလိုက်ပေါ်မှာတင်ချတာမင်္ဂလေးဆောင်ဖြစ်ပါတယ်ကျတော့ဘုဖက်မှာမြင်နေတာကျတော့အဲ့ဒါနေပါမယ်ကလေးတွေဒီအကြောင်းနေပါမယ်ကလေးတွေနေတယ်အဲဒီမှာနေချဖြစ်ပါတယ်ဟိုဒီမှာကျတော့လမ်းရှိတယ်နော်ဒီဖက်ဒါတော့ဒီမှာနေပါမယ်ကလေးတွေဒီမှာနေကြတယ်ဒါတော့မင်းကလေးတွေโอ้ခဏစားနည်းနည်းအဝေးရအောင်နော်ကျွန်တော်နေတဲ့နေရာနဲ့ဒီ library chapel 5 မိနစ်လောက်သွားရတယ်ဟိုဖက်မှာဘောလုံးကွင်းတွေရှိတယ်ပြီးတော့ကန်တင်းအတစ်ဆောက်ထားတဲ့ဟာခုဟိုမှာတတိလေးမြင်နေရအဝါရောင်လေးနဲ့မြင်လာတာကန်တင်းအတစ်ပေါ့အဟောင်းအရင်ကဟိုဖက်မှာတစ်ပြန်ဆောက်ပြီးဟိုဖက်သွားရင်တော့ chapel လည်းရှိတယ်ဒါတော့ကျွန်တော် libraryစာပေဆောင်ဖယ်မှာကျတော့ diploma တက်တယ် first year second year ပြီးတော့ BTech first year second year တွေမှာတက်တယ်ပြီးတော့ဒီဖက်မှာတော့ဒါ master တွေအောက်မှာတော့ကျွန်တော် BTech final year တွေတက်တဲ့အပေါ်မှာ master တွေ final year ပြီးတော့အဲဒီပေါ်ထမှာပဲ second year first year မှာတက်ကြတယ်အဲ့တော့ကျွန်တော်လိုက်ပြီးပါကဲဒီနေ့တော့ထူးဆန်းဆန်းမိုးရွာတယ်ကျွန်တော်လည်းဒီညလက်ပြီးပြန်တော့မယ်ဆိုတော့ညဝမ်းနေတော့မိုးရလဲကျွန်တော်ခွဲခါရတော့မှဒီနေရာနဲ့ခွဲခါရတော့မှဆိုတော့အဲ့တော့ကျွန်တော် library ပေါ့ လိုက်မပြတော့ပါဘူးကျောင်းလက်တက်တယ်ကျောင်းလေးပြောရေးစာတော်ရမယ်ဆိုတော့ဒီနားမှာကောင်းချင်မှာပန်းလေးတွေနဲ့ဆို
India Baptist Bible College and Seminary ဖြစ်ပါတယ်အထဲမှာတော့လိုက်မပြတော့ပါဘူးเนาะဒီလောက်ပဲ Okay အောင်ပဲလောက်ပဲเนาะနောက်မှပြန်တွေ့ကြမယ် bye bye